ဆက်ခဲ့ပြီးဖြစ်ပါတယ်ကျေးဇူးပြုပြီးလေလုံးဝရနာသွားခြင်းအထိခီးတဲ့များလုံးမြို့နေရာများ၌ခိတဆောင်နိုင်ပေးပါရမေတ္တာခံပါရရှင်စမလေးနီမန္တလေး TV ဆိုင်လေးစိန်နိုင်မိနစ်နဲ့ငယ်ခင်းရနာမှာဖြစ်ပါတယ်ကလေးမျိုးလေးရင်ဝင်ရာသီဥတုထမှန်ရရှိသည့်ရာသီဥတုအခြေအနေသတင်းချက်လက်များကိုခီးတဲ့တော့ထမှန်ရေးကြီးညာပေးသွားမည်ဖြစ်ပြီးစမပေးမှုများအဓိကခွင့်လွှတ်ပေးပါရယ်ကျွန်တော်မျိုးတော်နေဆောင်ကိုစားတောင်းပန်ပါရရှင်ကျေးဇူးတင်ပါတယ်ရှင်